လာပါဒီနေ့ဟယ်လိုမြန်မာမှာရောင်းနေစာအုပ်လေးတစ်အုပ်ပေါ့နော်လူငယ်အတွက်ဘဝလမ်းညွှန်ဆိုရဲဒီဘဝအတွက်ခွန်အားဖြည့်စာစုများစာရေးဆရာကတိမ်သွေးအိမ်ပေါ့နော်ရေးထားတဲ့ဒီကစာရင်းနည်းနည်းဖတ်မယ်နော်ဒီလိုစာလေးတွေကြတော့တနအီဖြစ်တဲ့အတွက်အများကြီးဖတ်တယ်ဆိုရင်လည်းဒီအုံနောက်တဲ့မရဘူးပေါ့နော်အဲတော့နည်းနည်းလေးဖတ်ပြီးတော့ကိုယ့်ရဲ့အုံနောက်တဲ့ထည့်မှာပေါ့နော်မိကိုယုံကြည်မှုတည်ဆောက်ပါမိမိကိုယုံကြည်မှုတည်ဆောက်ပါမိမိကိုယုံကြည်မှုဆိုတာမွေးရပါလည်းမဟုတ်တယ်လို့တခြားသူကပေးလို့ရတဲ့အရာလည်းမဟုတ်ပါဘူးမိမိကိုယ်တိုင်တည်ဆောက်ရမယ့်အရာနည်းနည်းချင်းစီဖြည်းဖြည်းချင်းစီတည်ဆောက်သွားရမယ့်အရာဖြစ်ပါတယ်မိမိကိုယုံကြည်မှုတည်ဆောက်ဖို့အတွက်နည်းလမ်းကောင်းလေးတွေကိုမျှဝေပေးလိုက်ပါတယ်နံပါတ်1မိမိရဲ့တနေ့တာမှာချမှတ်ထားတဲ့အစီအစဉ်တွေကိုတကယ်ဖြစ်မြောက်အောင်လုပ်ဆောင်ပါတနေ့တာမှာချမှတ်ထားတဲ့အစီအစဉ်တွေကိုလှုပ်ဆောင်ဖို့ဆိုတာတိတ်လွယ်တယ်လို့တော့တွေးမိကောင်းတွေးမိလိမ့်မယ်။ဒါပေမဲ့နေ့စဉ်မပြတ်မကွက်လှုပ်ဆောင်ဖို့ဆိုရင်တော့အစိမ်ခေါ်မှုတည်းဖြစ်လာပါပြီ။မိမိကိုယုံကြည်မှုတည်ဆောက်ဖို့အတွက်တနေ့တာအစီအစဉ်တွေကိုဖြစ်မြောက်အောင်လှုပ်ဆောင်လိုက်ပါ။မိမိလုံနိုင်တဲ့လောက်ပန်းနိုင်တွေကိုသာချမှတ်ပြီးနေ့စဉ်လှုပ်ဆောင်ပြီးခြင်းဖြင့်မိမိကိုယုံကြည်မှုတက်လာပါလိမ့်မယ်။ဥပမာငါနေ့တိုင်းလေ့ကျင့်ခန်းကိုမိနစ်30လို့ပါလို့လုပ်မယ်ပေါ့နော်အဲ့လိုမျိုးကိုကလုပ်မယ်လို့ဆုံးဖြတ်ပြီးလိုက်လေလုပ်နိုင်တယ်ဆိုလို့ရှိရင်ကိုယုံကြည်မှုဖြစ်သွားတယ်ပေါ့နော်လေးစားတယ်ပေါ့နော်အဲ့လိုမျိုးနဲ့ကိုယုံကြည်မှုတည်ဆောက်လို့ရတယ်နော်နံပါတ်2မိမိရဲ့အတွေ့စိတ်ကူးတွေကိုလက်တွေ့အကောင့်ထဲပေါ်ပါမိမိကိုယုံကြည်မှုမြင့်မားသူတွေဟာအပြောသမားအတွေ့သမားတွေမဟုတ်ပါလက်တွေ့သမားတွေဒါဖြစ်ပါတယ်ဒါကြောင့်မိမိရဲ့ရည်မှန်းချက်ပန်းတိုင်းတွေလှုပ်ဆောင်ရမယ့်ကိစ္စတွေကိုလက်တွေ့အကောင့်ထဲပေါ်ခြင်းဖြင့်မိမိကိုယုံကြည်မှုတည်ဆောက်ပါနံပါတ်3အခက်အခဲများကိုရင်ဆိုင်ကျော်လွှားပါအခက်အခဲတွေနဲ့ကြုံလာတဲ့အခါရင်ဆိုင်ကျော်ဖြတ်ဖြစ်ရှင်းခြင်းကလည်းမိမိကိုယုံကြည်မှုပိုရှိစေပါတယ်အခက်အခဲကိုကျော်လွှားခြင်းမှတစ်ဆင့်လူမှုဝန်ကျင်နဲ့အဆင်ပြေအောင်ချိတ်ဆက်နိုင်ဖို့လောကရန်တရားကိုခံနိုင်ရရှိဖို့လုပ်ငန်းခွင်မှာအောင်မြင်ဖို့စတာတွေကိုသင်ယူနိုင်ပါတယ်ကြီးကျယ်ခမ်းနားတဲ့အရာတွေဟာသေးငယ်တဲ့အရာတွေစုစည်းပြီးဖြစ်ပေါ်လာတာပါဒါကြောင့်မိမိရဲ့ယုံကြည်မှုကိုတည်ဆောက်ရမှာလေမိမိသတ်မှတ်ထားတဲ့သေးငယ်တဲ့စီကံကိုမိမိကိုယ်တိုင်လိုက်နာပါအဲ့ဒီအခါမိမိကိုယုံကြည်မှုပိုရှိလာစေပြီးကြီးမားတဲ့ပန်းနိုင်တွေရည်မှန်းချက်တွေကိုအကောင်အထည်ဖော်နိုင်လာပါလိမ့်မယ်တဲ့ကဲသူကတော့ကိုယုံကြည်မှုတည်ဆောက်တဲ့နည်းလမ်းကောင်းလေးတွေမျှထားတယ်ပေါ့နော်အမှတော့နည်းလမ်းကောင်း3ခုတစ်ခုကကိုယ့်ရဲ့တနေ့တာမှာချမှတ်ထားတဲ့အစီအစဉ်တွေကိုတကယ်ဖြစ်အောင်လုပ်တာနံပါတ်2ကကြတော့ကိုယ့်ရဲ့စိတ်ကူးတွေကိုလက်တွေ့အကောင်အထည်ဖော်တာပေါ့နော်ဥပမာငါJPT A1 အောင်လုပ်မယ်ပေါ့အဲ့လိုဆိုတနေ့ကိုစာဘလောက်လုပ်မယ်ဆိုပြီးတော့ကိုယ့်ရဲ့လုပ်ချင်တာတွေကိုလက်တွေ့အကောင့်ထဲပေါ်တာပေါ့နော်နံပါတ်3ညတော့အခက်အခဲတွေကိုရင်ဆိုင်ကျော်လာပါအခက်အခဲတွေဖြစ်တဲ့အခါတချို့ကကြတော့ပြဿနာမဖြေရှင်းမဲထားလိုက်တာတို့အခက်အခဲကိုဒီတိုင်းမင်းပြပြောက်ထားလိုက်တာတို့အဲ့လိုမဟုတ်ဘဲねကိုအခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းရင်းနဲ့ပဲလောကရန်တရားတွေကိုခံနိုင်ရရှိလာမယ်လုပ်ငန်းခွင်မှာလည်းအောင်မြင်ဖို့စတာတွေကိုတင်ယူနိုင်တယ်ပေါ့နော်အဓိကတော့အတွေ့အကြုံပေါ့နော်ကိုယ့်အတွက်အဖို့ဖြစ်မရတဲ့အတွေ့အကြုံတွေအများကြီးရနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ကဲအဲ့တော့ကိုယုံကြည်မှုတည်ဆောက်ဖို့အရေးကြီးတယ်နော်သူများကိုမလေးစားရင်ကိစ္စမရှိဘူးကိုမလေးစားရင်ကြတော့လူငယ်တယောက်အနေနဲ့အများကြီးနေတာတယ်ပေါ့နော်အဲ့တော့ဒီစာလေးကိုနားထောင်ပြီးတော့ကိုယုံကြည်မှုပြောက်ဆုံးနေတဲ့တကယ်ချင်းနေစူးစမ်းကြည့်ပါနော်ဘိုင်